အားလုံးပဲမင်္ဂလာပါကျွန်တော် KDU ဖြစ်ပါကျွန်တော်ခုမှကျွန်တော် channel သစ္စာထောင်ပြီး YouTube မှာဗီဒီယိုတွေနဲ့တို့ကျွန်တော်အားပေးကြပါအောင်ပြောချင်ပါတယ်ကျွန်တော်ဗီဒီယိုလေး channel တန် bro line ဆိုတော့ပါဒီနေ့ဗီဒီယိုဟိုစား1 block ဆိုတော့မှာဖြစ်ပါတယ်ကျွန်တော်ကြောက်ကျွန်တော်ဒီ1 block ကိုကျွန်တော် episode နဲ့ခွဲတယ်ပါကျွန်တော်ရက်50ရက်30လောက်ပေါ့ပေါ့နော်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကျောင်းကတက်တော့မှာဆိုကျွန်တော်ကျူစီရန်လဲတက်ရတယ်ဆိုအချိန်သိမ့်နေလို့ဖြစ်ပါတယ်ကလေးကိုစားလိုက်အောင်တိုင်း A few moments later စားစားချင်းတော့မြေကြီးလုံးနဲ့ပြပါလေစားစားချင်းတော့မြေကြီးလုံးနဲ့ပဲပြရပါတော့ Oh my god ဘယ်ခုနကကျွန်တော်ပြုတ်ကျသွားတာပေါ့ဘာဖြစ်လို့တော့မသိဘူး I don't know ဆက်လို့သေးပြီ A few moments later ဒီလိုဘာဖြစ်တာတော့အဲ့ဒါပြုတ်ကျအောင်လို့ဆိုပြီးကျွန်တော်မြေကြီးလုံးလေးတွေကိုဘေးမှာလုပ်လိုက်ပါလေဟေးပြုတ်ကြရမှာဟေးပြုတ်ကြကန်နေနေမှာပဲကျွန်တော်အောက်ကမြေကြီးလုံးလေးခံခံတော်သေးတာပေါ့တက်တာကြောက်လိုက်ပါနော်လေးပြုတ်မကြောက်လို့ဆိုပြီးတော့ကျွန်တော်တငယ်ချင်းကျွန်တော်တငယ်ချင်းကျွန်တော်ပြင်းတော့မပြင်းရတော့ဘူးနော်ဒီကောင်ဟိုဘက်အဆုံးမှကြောက်ငါဘယ်လိုလုပ်ဟောဒီဘက်ဒီကောင်ဟိုဘက်ဆုံးမှကြောက်နေကျွန်တော်လည်း crash လေးပဲလေး crash လိုက်ပါနော် crash လေးပဲတော့တကူကို crash အောင် okay broadcast တခုရအချက်ထဲမှာပါလဲဒါလည်းဘာလဲကျွန်တော်မမြင်ဘူးတို့ကမြင်ဘူးတော့မသိဘူးဒီအရာရပါအရာရုံးရေပုံးတစ်ခုရရဗျာဘာလို့စင်းမြင်သွားပြီပေါ့နော်ရေပုံးတစ်ခုရဆိုတော့နွားမှာနွားနို့တောက်လို့ရအဲ့ဒီနားမှာချတာပဲအဲ့တော့ဖြစ်တယ်နွားနို့တောက်လို့ရတော့ပါနွားနို့တောက်ရပါတယ်ကြည့်ကြည့်တယ်တစ်ပင်ရှိတယ်တစ်ပင်စိုက်ဖို့ဒီနားမှာဆိုင်တစ်ပင်ဆိုင်ဖို့ဒီနားမှာနေရာလေးလုပ်လိုက်ပါတသားတော့မရှိတော့တသားမရှိတော့ဒါဘာလို့အောင်ဒီတန်းလည်းနဲ့မကြောင်းအောင်ပါဗျာမင်းရတော့တသားကိုမရှိတော့တသားတော့ကျွန်တော်ဘယ်လိုလုပ်တသားမရှိတော့ဒီဟာလေးကြည့်စားလိုက်ရတသားလေးတော့ပေးလိုက်ပါတော့ဘယ်တော့လာအဲ့ဘာဖြစ်တာတော့ဘယ်တော့အိပ်ပဲရတာဟောစက္ကန့်ရှိရအောင်မှာကျွန်တော်စက္ကန့်ကိုကျွန်တော်မတွေ့လိုက်တေးသားတွေ့ okay ကျွန်တော်စင်ပြနေပြီတေးသားတွေ့ပြီဆိုကျွန်တော်တေးသားကိုလောလိုက် okay အဲ့ crash နေပြီတော့ဒီတပင်းအောင်ချရတယ်ဒီမှာမချဘူးတမချဟိုကျွန်တော်တက်တာကြောင့်ကိုလို့ပိကကလုံးလုံးများတယ်လားပိကလုံးလုံးများတယ်ကျွန်တော်လက်နဲ့ပဲတူအောင်ဗျာလက်နဲ့ပဲစပြီးတူရအောင်ဗျာတက်တာမလုံးတော့မလောက်ဘူးပေါ့နော်တိုးတော်အောင်တော့ရတယ်တိုးရနွားကျွန်တော်တငယ်ချင်းနဲ့ကောင်တော့ရပြီပေါ့နော်ကိုကတော့ကျွန်တော်မြေကြီးလုံးနေစားတုံးချနေတယ်မလို့သူမျိုးကတုံးချနေတယ်ကွာနော်ဒီကောင်ပြုတ်မကြောက်ဘူးဒီကောင်တော့okay ကျေတော့ကျွန်တော်ပေးရနေကျေသွားပြီဒီကျွန်တော်ဒီအထုံးလေးကြီးဘာလို့ပေးနေရတော့ကြောက်သေးတော့မှမရှိဘူးလေတေတာတွေ့တက်ကျွန်တော်တခုရိုက်ပါလားကျွန်တော်တက်တာနှလုံးစင်ပြသွားကျွန်တော်တငယ်ချင်း 1 hour later ကျွန်တော်နဲ့ဆိုရင်လေးဖြစ်သွားပြီကျွန်တော်တငယ်ချင်းလေးရနွားရယ်တိုးရယ်ကြက်နှစ်ကောင်
3အောင်ဖြစ်သွားဆိုတော့မပြင်းရတော့ဘူးဗျာโอเคစတုံးပကဲစင်ပြေတိုင်းကျွန်ပြုံးလေးအများကြီးတူတက်သားတွေရတယ်စတုံးအခုကြီးလိုရခါမှမပေးဘူးဗျာစောက်ကျင်ရုပ်တယ်တက်သားတွေကြီးစရိုက်ပေးတယ်တားတွေတေးစရိုက်ပေးတယ်ကျွန်တော်ဒါလည်းဘာရောမသိစတုံးပေးတော့စတုံးကကျွန်တော်2ခုရသွားစတုံး3ခုရသွားဆိုပကက်တစ်ခုရောက်တယ်ဒီတိတ်ရွက်တွေကြီးပေးနေတေးရောကပါတော့မှာတိတ်ရွက်ကျွန်တော်ပါတော့လောဒီကောင်ကျွန်တော်နေရာချင်းနေတယ်ကျွန်တော်နေရာလေးချက်ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ပြုတ်ကြကြောင်းကြတာโอเคနေရာချင်းနေတယ်ကျွန်တော်နေရာလေးချက်အဲ့ဒါလည်းဒီကောင်လေးဟိုဘက်ကြည့်တော့အပြုတ်ကြအဲ့ဒါနေရာချက်ပြီးတော့ဆက်ပြီးတော့这包啥的呀？可能叫今天讲我知道呢，这里啊，我可能从哪去开？不是湖港，这湖港六角多了，没得讲是等于。这地方的东茶来了，地方的呢东茶来了，我边。这哪不叫多比？တစ်ပင်ထပေါင်းနေတာကျွန်တော်ဘာဖြစ်သွားလဲတစ်ပင်ထပေါင်းနေလို့ကျွန်တော်အောက်ငုံသွားတာကျွန်တော်လည်းမသိတစ်ပင်ရရုပ်တရက်ကြီးထပေါက်တော့ဆိုလမ်းနွားတော့ကျွန်တော်ပြန်ရောက်လာနွားပြန်ရောက်လာဒီကောင်ခုနကပြုတ်ကြသွားတယ်ပြေတိုင်းတော့တန်တော့ဆိုရင်ကျွန်တော် bro sorry ပါလို့ကျွန်တော်မိုက်မရှိတော့ပါစကားပြောမှဆိုကျွန်တော်မရှိတော့တန်တော့ဆိုရင် sorry ပါကျွန်တော်ဟိုစတုံးနေလည်းအများကြီးရပြီဆိုတော့ကျွန်တော်အဆင်ပြေနေပြီเป็ดก็ကြိုးသွားဆိုကျွန်တော်ရောပါကျွန်တော်ခုနကစတုံးနေနေကျွန်တော်ပက်ကက်တစ်ခုလောက်လိုက်ပါတယ်တိုက်ပဲဟာကျွန်တော်ကြီးအောင်တက်တာစတုံးကနေကိုမတက်တော့ဘူးပါနော်အဲ့ဒါတက်တော့နောက်ကျွန်တော်ဒီတလိပ်ဆန်ပြီးကမှရမယ်ဒီကောအတန်းလေးပြီးကမှရမယ်တွေ့ကျွန်တော်ချက်တစ်ခုလောက်အောင်ဒီစီလေးပြင်းနေကြမရဘူးလေဒီပြရအဆင်ပြေဘူးနော်တော့နွားလေးပြုတ်ကြကုန်ပြီကျော်သူနွားပြုံးလေးကြီးပြုတ်ခဲ့တော့တာနွားလေးပြုံးလေးပြုတ်သွားတော့နော်ဘာဖြစ်သွားအောင်မသိနွားလေးပြုံးလေးကြီးပြုတ်ခဲ့သွားပြီနော်โอเคကျွန်တော်day 1 day တောင်နေသေးဘူးနော်နေတော့မဝင်သေးဘူးနေရဝင်တော့မှာပါတကယ်နေရဝင်မှာလေကွာနေရတော့ပါလေအဲ့ဒီပြဒီကောင်လည်းတက်ပြင်ကောင်းမလားဟာဘာရောက်တော့မသိကျွန်တော်ချတယ်ဘိုင်းတော့ဒီတည်းကဘာလေးမှမသိဘာလေးမှမသိကျွန်တော်စက်တီရုပ်ကြီးနဲ့စက်တီအရောက်နေတယ်ပြီးတော့ကိုရှေခွန်6 5 4 3 ပါလာဘယ်တော့မှမသိဘူးဘလို့ကြည့်တော့စတောင်းဟိုမသိစတောင်းမကြောက်ခွေးတွေဟိုဝင်ပလေလာတော့မသိဘူးနွားရယ်ခွေးဘာရတော့မသိဘူးအဲ့ဒါ export မှာလို့ပေါ်မှာပြတာဟုတ်တယ်ဟာတဲရီဟိုစားရဲစပွန်ပါမီးတူနေဘလို့မီးတူစပွန်နေပေါ့နော်မီးတူစပွန်နေကျွန်တော်ဆင်းမပြေးသွားချက်စကူရတယ်ချက်စတင်းမှာတော့
ခုနကလည်းအယုတ်တူရယ်လာပါရယ်တစ်ပင်3ပင်တစ်ပင်ကတော့ကျွန်တော်6ပင်လောက်ရှိတယ်ကျွန်တော်စိုက်ဖို့တော့ကျွန်တော်နေရာချက်မယ်ပါနော်ကျွန်တော်အိမ်နေဖို့အတွက်အိမ်နဲ့စောင့်မယ်ကျွန်တော်ကြားလိုက်မယ်ပေါ့နော်ကျွန်တော်ခုမှ live ဆက်လုပ်နေတယ်ကျွန်တော်အမားလေးတစ်ခုပါသွားရင်တော့တောင်းမှလေးလို့ပြောချင်ပါတယ်ခုမှဗီဒီယိုစတင်တာကျွန်တော်အားပေးကြပါအောင်ကျွန်တော်နေရာချက်လိုက်တယ်နေရာနည်းနည်းကြဲကြဲလေးချက်လိုက်မယ်ဒီလောက်ဟိုတစ်ပင်ကြောလောက်ချက်လိုက်မယ်โอเคညရဲ့ဘောက်ကကြောအနေများတယ်ကြောဖျောင်းတင်းနေပဲပြီးနောက်ချက်ကိုဖျက်လိုက်တော့ရဘာလို့ညံ့နေဒီကောင်ကျွန်တော်ချက်ကိုဖျက်ပြီးဘာပေါ်လာမလို့သူကကြည့်တစ်သားတရောင်းပေါ်တစ်သားအခုကအညိုအောင်ဖြစ်သွားဖြူအောင်ဖြစ်သွားဖြူအညိုဒီကောင်တိုးကြတော့ပြန်ပြီကွာဒီတိုးဖြောင်းကြတယ်တိုးတက်အောင်မပေါ့နော်ဘာလို့လဲဆိုအဲ့ရတော့အမမေရဟိုနောက်မှဘာလို့နေဝင်းနေတော့လို့ကြာပြီပေါ့နော်နေနေတော်ကြာပဲတော့တက်တာဖြောင်းရတယ်ဗောနော်တေးကြခိုးတယ်ကျွန်တော်အဲ့ရရောက်တော့ကျွန်တော်ဒီကားတော့တိုးစပိုးမှ0ဆူတောင်းမှာပေါ့အဲ့ရတော့ခရအောင်မရမခွရသေးလင်းလို့ရပါတယ်လို့ကြည့်သူတမလင်းလို့စားတပုံလို့လည်းမတော်လင်းလို့ပြောတာလင်းလို့ဒါစပုံညကြတော့ကျွန်တော်ဇူမီပိုင်းလာမယ်တော့ကျွန်တော်အင်းလေးဆောက်အောင်ပါဗောနော်ညကြဆင်ပြေးတိတ်ပြီးတော့မြေခွေးပါတော့ကျွန်တော်မှတော့တုံးတော့ကြည့်တော့တုံးကြည့်သွားကြည့်ဟိုတော့တုံးကြည့်ရတယ်ဒီကောင်တော့အင်းလေးဆောက်ဖို့တော့နေရာလေးချရမှာပါအင်းရဆောက်အင်းကျွန်တော်တိတ်မဆောက်တော့ပါဘူးချက်ကူရချက်ကကျွန်တော်ဒီအယုတ်တွေပဲပြင်နေရကျွန်တော်စားတော့ဖြစ်သွားပြီပေါ့နော်ဒီမှာပြိုးလို့ရတယ်မျိုးတာရှိပေါ့နော်ပြိုးရမျိုးကျွန်တော်ဥစားပေးထားအဲကျွန်တော်တက်သားတွေကိုပွားလိုက်တယ်တက်သားတွေကိုကျွန်တော်တစ်ခုပြီးတစ်ခုပွားတာတော့ပြီးကျွန်တော်အိမ်ဆောက်မှာပဲအိမ်ဆောက်ဖို့တနေ့ကကောင်းစားကျွန်တော်လုံလောက်ပြီနည်းနည်းတော့လုံလောက်သေးတယ်ကျွန်တော်နည်းနည်းလုံလောက်ပြီโอเคဒီနေ့လေးလောက်ငါလေးမလို့ဆိုကျွန်တော်လိုက်တယ်ဒီကောင်လည်းဘလူးပဲဒီပလေယာရဲ့ဘာရောမသိဘူးပလေယာပုံလေးတော့ဒီမှာပြထားတာအဲ့ကောမရေးခဲ့ပါတော့တော့မသိဘူးမြင်ဘူးဒီကောင်လေးပြုံးပြီးပဲကျွန်တော်တုံးလိုက်ပါလားပြုံးပြီးတုံးလိုက်ပြုံးပြီးရတယ်နှစ်ခုကျန်တာနှစ်ခုကဘယ်နှတုံးလဲဆိုတော့โอเคအင်းစားဖို့တော့နေရတော့တဖြည်းဖြည်းစောင်းဝင်နေပေါ့နော်โอเคအင်းမြင်စောင်းတယ်တော့ဇုံမစပွန်တော့ねတွေ့ရမှာဆိုတော့အင်းမြင်စောင်းလိုက်ပါလေကျွန်တော်လည်းအင်းကတော့ကျွန်တော်ပီကပ်ပြစောင်းလိုက်ပါねဘာလို့ဆိုတော့ဆိုတော့ကျွန်တော်တင်စားရပါကျွန်တော်တက်တာရဟိုစားတော့ကောင်းသွားတေကတော့ဘောကျန်သေးဆိုကြစင်ပြေသေးအင်းစားအင်းရတိတ်မစောတဲ့ပေါ့နော်ကျွန်တော်ကတော့အင်းမစောတဲ့ဆောက်တယ်မစောကျွန်တော်တို့ပြန်ဖြစ်တာဇူမီပဲထွက်လာတော့တယ်လို့ကျွန်တော်ဇူမီထွက်လာမှာဗျာပြောရဲတယ်ပေးတယ်တိကျတယ်စပုံးနဲ့တိကျတယ်ရောတက်တားတွေစပုံးနဲ့မီဒီယာကျွန်တော်အများကြီးစပုံးနဲ့ပေါ့နော်ဘာလို့ level ရတဲ့နဲ့တူနေကျွန်တော်တအပ်ပေါ်တယ်ဒီကျွန်တော်တော့မှာနော်အပ်ပေါ်တယ်ငါတန်းနိုင်လားမတန်းနိုင်ဘူးလားဆိုဘူးကစောက်ကြည့်လိုက်တော့ episode တွေကျွန်တော်နည်းနည်း episode 5 episode ကျွန်တော်တန်းအားတော့တင်မယ်ပေါ့နော်ကျွန်တော်ဗီဒီယိုချန်နယ်တိုင်းဘရို like and subscribe လုပ်ခဲ့ပါ
တစ်ပင်နေရကျွန်တော်မြေကြီးုံနေရတော့များများစစ်တုံးလိုနေရပေါ့ကျွန်တော်စစ်တုံးပစ်ကလောစစ်တုံးပစ်ကလောအမဆိုတော့โอเคနားလေးရကျွန်တော် question တွေပြီးလိုက် question တွေပြီးဒီနောက်တော့ဖြစ်အင်းရတော့ကျွန်တော်မဆောက်တော့ဆောက်လို့မဆောက်အင်းရဆောက်ပြတ်တယ်လေအင်းရကျွန်တော်တိတ်မဆောက်တော့ပါဘူးအဲ့ကွဆောက်ရကြပါရတော့နှစ်တိတ်အင်းရကောင်းတော့မဆောက်တတ်တယ်ဒီကောင်ပြုတ်ကြတော့မှာโอเคနည်းနည်းကျဲတော့မှန်လေးပါရတော့တဲလေးပါလေးစပုံးပေးပါဦးဒီနွားတယ်မြစားချင်းတော့ကျွန်တော်နွားရတော့ဘူးရပါကျဲစားပြီးစပုံးโอเคခါဆောက်ပေးပါ A few minutes later. ကျွန်တော်များလက်စံနေများစပုံးတယ်ဘောနော်လက်စံတော့ကိုစမကျွန်တော်လက်စံတက်ဒီနွားတော့လေးဆောက်တယ်ဒီမှာကျအယုတ်တွေလည်းအများကြီးကျွန်တော်ရထားတာချက်တက်ရနေပြီးတော့ဆိုရဲဘာအယုတ်တွေများနေမသိဘူးအဲ့တော့နှကောင်းတယ်မြချက်သုံးမွေးတော့ခုနကသုံးမွေးသုံးနှကောင်းစပုံးလို့ကျွန်တော်နှကောင်းလို့တက်အေးရလို့ဖို့ဆိုပြီးတော့ဒီဘာလို့ရှိတာမထည့်ရလဲဆိုတော့ဖုန်းကမကောင်းဘူးနော်ဘာလို့ဆိုတော့ဒီကတည်းကကျွန်တော်ထည့်တယ်ကျွန်တော်ထည့်ရအဲ့ဒီလင်းတော့လည်းလင်းတော့လာစပုံးနေကျွန်တော်စတောင်းလေးပါလည်းပေးပါဦးစတောင်းလေးပါလူအင်းရမပေးသေးပါဘူးကျွန်တော်ဒါလေးတူးနေလို့စတောင်းလေးပေးတယ်ဟုတ်တယ်တစ်ပင်လေးတိကျလေးအဲ့ဒါလေးပဲပေးဝတ်သားထားကြတော့thank you okay စတောင်းပေးပါတော့ okay တိုင်းတော့နောက်တစ်ခါဘာဖြစ်မယ်လဲဆိုတော့ကြည့်ရအောင် okay စောက်ကြည့်လိုက်တော့zoom creep ပါတယ် bro is ဒီနေ့လေးကြောက်ဖို့ကောင်းနေပြီပေါ့နော်အဲ့နဲ့အိမ်ကိုကာဗာပေးဖို့ဆိုပြီးအိမ်ကိုခိုင်းတယ်လို့လေတော်လေးကြောက်ဖို့ကောင်းနေပြီဘာလို့တော်များတယ်ဒီကောင်လေးတော်များတဲ့ကောင်လေးအိမ်ကိုတော်လေးကျွန်တော်ခိုင်းတဲ့အိမ်ကိုနှစ်ထပ်လောက်လို့ဘာလို့ group ပေါက်ချင်းတော်ထီးတယ်ပေါ့နော်ပေါ့တော်ထီးတယ်ကျွန်တော်လေးဒီတန်းတော့ပဲလို့လိုက်တာဆိုမီမွေးလို့ဆိုပြီးတော့ဒီနားလေးပါတော့ဟာအယုတ်တွေကလည်းတော်တော်ဆုတ်တာပဲဒီရုပ်တွေဘာမှလုပ်လို့မရဒီရုပ်တွေဘာမှလုပ်လို့မရတာဖြည်းဒီရုပ်တွေဘာမှလုပ်လို့မရโอเคမဲလေးကလုံချုံတော့ကျွန်တော်အိမ်မဆုံးတယ်စောင့်ထားတဲ့အိမ်လေးပါလာမလာဘူးပေါ့နော်အမေတော့ဒါပေမဲ့ခိုင်းတော့ခိုင်းလာပါတက်သားဆိုနည်းနည်းလေးနှုတ်တယ်ပေါ့နော်ဂရုပါကွင်းတစ်ချက်နဲ့ချက်ပဲဂရုပါကွင်းတစ်ချက်တော့ဝုန်းဆိုပုံပြက်အဲ့ဒါတိတ်အဆင်ပြေဘူးရောက်ဘောကပါတော့ဟာခိုင်းနေဝင်ပြီလေအဲ့တော့ဝတ်သားတော့အဲ့နဲ့ချက်ပေါင်းတော့တခုမှမပြောသေးဘူးဂရုပါစပုံးမှာဆိုတော့ကျွန်တော်နေခန္ဓာကလေးတော့ကျွန်တော်အိမ်ခန္ဓာကတော့အများကြီးဆောင်နဲ့ထူးလေးဆောင်တူတက်တာတော့အများကြီးကုန်ပါခံတဲ့တော့โอเคကျွန်တော်โอเคသေးကျွန်တော်အေးရဆိုပြီးတော့တိုးတော့မရှိဘူးโอเคအာယုရရပေါ့နော်အာယုရဆိုတကယ်တော့ဒီနေ့လေးတော့မိုက်သွားပြီအာယုကတော့တော်မိုက်အာယုဆိုအဆင်ပြေသွားပြီအာယုဆိုဒီနေ့လေးတော့ကျော်သွားရှိလို့ရတော့ကျွန်တော်နေနေမိုက်သွားအာယုရတာအဲ့နဲ့ကျွန်တော်စတိုရီပြနေလို့ဆိုတော့ ချက်စကလေးလောက်တယ်တစ်သားလေးတွေတက်ထလိုက်ဒီတစ်သားလောက်ပေါ်ယူထားတယ်လဲဆိုအလုပ်ကြီးမလားမိတွေကတော့ကျွန်တော်ယူထားတယ်ကမိတွေလောက်ပြီးကြရင်ဟိုဆက်လောက်မှာဆိုအဆင်ပြေโอเค
အရုပ်တွေတော့နည်းနည်းစတိုးနဲ့နည်းနည်းရှင်းတယ်စင်ပြီးရှေးလို့ဖို့ဆိုပြီးကျွန်တော်ဟိုတဲ့မိဖို့လောက်မှာပေါ့လို့မိဖို့လောက်လို့တခုရဲ့လောက်လို့ဘာတခုပဲကျွန်တော်လည်းမိဖို့လည်းမှဒီတွေထဲအောင်အဲကြောင့်မီးတွေအာယုံလေးချက်ထားလိုက်ပါဒီနေ့လေးကိုတော့တာအားလုံးကြောင့်စင်ပြူဆိုတော့နော်ပဲကျွန်တော်တောင်းလိုက်တယ်ဒီနေ့လည်းယူခဲ့ဒီနေ့ဒီတက်ထည့်မှာဆိုတော့ဘုံပေါက်တာတို့ဟိုးစာပစ်ထားတော့ဆိုစင်ပြသွားတော့စင်ပြသွားပါနော်သူမစပေါ်နေဒီထဲမှာစပေါ်မှာဆိုအေးတိုင်းကျွန်တော်လည်းနေတယ်โอเคကုန်းဝိုက်တဲ့တော့စီးသေးအများကျွန်တော်မှအများစင်ဘူးစီဒီကမှကျွန်တော်ဒေတူလားဒေတူရမဒေသေးဘူးကျွန်တော်ပြန်ကြာယူချပါမယ်ဒေတူရပါလေဒေတူရပါလားဆိုတော့တည်တော့မတည်တော့ကျွန်တော်နည်းနည်းမီးထိုးလိုက်ပါဘာလို့လဲဆိုတော့ပစ္စည်းယူအောက်ကနေပြကျွန်တော်ပစ္စည်းယူမှာစင်ပြေကနေပစ္စည်းယူတော့ကားဒီနားလေးမှာလောက်လိုက်ရမှာဆိုတော့ကဒီလောက်ဆိုရင်တော့အဆင်ပြေသွားဒါဆိုရင်တော့အဆင်ပြေပါနော်ရှည်လေးကိုဒီနောက်ထည့်ပြီးကျွန်တော်လှေကားလေးခွဲလိုက်မယ်လေကားခွဲလိုက်မယ်လေကားရေးမထွက်အောင်လို့လေကားခွဲလိုက်မယ်ပေါ့နော်โอเคလေကားခွဲဖို့အတွက်ကျွန်တော်တုတ်ချောင်းတော့တုတ်ချောင်းတော့ကျွန်တော်နည်းနည်းလေးခွဲလိုက်မှလေဒီကားနည်းနည်းလေးလိုပဲပေါ့နော်လေကား3ခုလောက်ဆိုရတယ်အဲ့ဒါနေရထွက်လာစိတ်ပူစားလို့နေတော့လာတော့စိတ်မပူရတော့ဒီကလေးဒီတက်ထည့်လိုက်တော့စင်ပြေသွားပြီမဘူးဆိုကျွန်တော်ဖိနေတယ်ဆိုတော့ကျွန်တော်ဆက်လက်ပြလေးတော့မဆက်လက်ပြလေးတော့လူပစ္စည်းယူတော့ကအဆင်ပြေဆက်လက်ပြလေးလို့ပါလေကျွန်တော်လည်းဆက်လက်ပြတော့ကျွန်တော်6ခုလောက်တစ်ခါခုလောက်6ခုလောက်ရတယ်ရှင်းပြီဆက်လက်ပြလေးလုပ်လိုက်တော့နားလည်ပါလေကနေမဖြစ်လာကနေပြဒီနေ့လည်းလုပ်လိုက်ပိုးတော့ဆိုတာပဲပိုးဆိုတာမြောက်ပိုးဆိုတာပိုးလို့တော့ဘာနဲ့ကျွန်တော်လုပ်တာပိုးဆိုတာတော့โอเคရှင်းပြီဒါဆိုတော့တော်တော်လေးရှင်းပြီတော့ရက်စတော့အာရုံပိတ်ကနေလောက်မဆိုကျွန်တော်ရက်စတော့ဘာဖြစ်လဲဒီထွက်လာရုပ်တယ်တစ်ပင်ပေါက်ပြီးနေတယ်လားတစ်ပင်အကြီးဖြစ်သွားတယ်အဆင်ပြေလို့ဆိုတော့လေကားနဲ့လုပ်လိုက်ပါတယ်ဒီကတော့အဆင်ပြေတော့ပါပြီโอเคဟောတက်ပါပြပါတော့နည်းနည်းဘာဖြစ်တာဒီတော့လည်းမရတော့မနေဘူးတော်များလာမသိဘူးဆိုတော့ခုနကကျွန်တော်ဒီထဲကိုရေထည့်လို့မရလားဆိုးတယ်ပေါ့နော်ဒီထဲပျောက်သွားတာစိတ်ဝင်ရပါလေစီစုသမားဆိုမိတယ်တော့ကြားနေတာကျွန်တော်အိမ်ထဲမှာလာတော့မသိဘူး
မင်းသားအိမ်နဲ့မမဟုတ်ဘူးတစ်ပင်အောင်မလိုက်တူတစ်ပင်အောင်မှာစပေါ်နေတယ်လို့ထင်တော့ပါခေဒါတူလိုက်ဒါတူလိုက်ဟာဘရိုအပေါ်မှာစပေါ်နေတာဘရိုဒီမှာဒီခွေးမှာလာဒီမှာဒီကောင်နဲ့တက်ဖို့တားလောက်အောင်ပါပဲကျွန်တော်ဒီကောင်နဲ့တော်တော်စောင့်နေအောင်ဆက်ပြရတယ်ပေါ့အဲကျွန်တော်ဒါလောက်တစ်သားလောက်ပဲလုပ်လို့ရတယ်တစ်သားလောက်ပဲလုပ်မှာဒါလောက်ပဲတော့ let's go အဲ့ဒါဒါလည်းမပေါ့ပဲဒါမှဖြစ်တော့နော်ဘယ်နဲ့ကောင်းမလဲတော့အာမတစ်ခုကြပါလေဒီမှာပရိုကျေးဇူးတင်ပါတယ်ပရိုကျေးဘရိုဟိုးသားကိုပြောက်နေတော့တော့ဘလူကိုပြောက်စုံမြဲကိုပြောက်နေမချက်ဘူးပေါ့ကွာခင်းအဲ့တက်လာတော့မအဲ့ကိုအောင်မှရတယ်ဟာယောโอเคစင်ပြေတဲ့ဒါလေးတော့အဲ့နဲ့ကျွန်တော်ငုတ်ပြီးတရားလေးသူကဲရတယ်ကျေးဇူးတင်ပါတယ်ဘူးကရေးရဘလို့ထုတ်တယ်ကျွန်တော်အပေါ်တက်ကြည့်မှဖြစ်တယ်တက်ပင်လာပြတက်ပင်လာထင်နေတယ်တက်ပင်လာထဲဇုံမြကိုပြောက်နေကျွန်တော်မကြောက်ဘူးဇုံမြကိုပြောက်တာမကြောက်ဘူးပေါ့โอเคစင်ပြေတော့လက်ပလက်စုပေးပါတယ်တဲ့လက်စုကြအာယုံပေးတယ်ဘရိုအာယုံပေးကျွန်တော်မဟိုးစားအများရှိโอเคအဆင်ပြေတယ်ဟေးခရူပါပေါင်းတယ်ဟိုစင်ပြေသွားပြီဒါဆိုစင်ပြေသွားပြီဒါရဲ့စင်ပြေသွားပြီဒါအဲ့တော့ကြောက်ရွံ့လို့တော့ဘူးနော်ဘာလို့လဲခရူပါညက်တယ်ပါစင်ပြေလိုက်တော့လင်းတို့ပုံလာတယ်ကွာလင်းတို့လာစမလင်းတို့တေးသွားကျွန်တော်တို့ရက်စတောင်းမစပုံနေကျွန်တော်မှာအရင်ပိတ်ကမရှိပါဘူးဒီတော့ကိကနေကုန်ပဲနဲ့တော့โอเคတယ်ဒါလေးကြည့်စလိုက်ပေးနေโอเคသေးတယ်ပိတ်ကကျိုးတယ်မှာတော့ဒီအောင်ပါဒီကောင်တက်ရောက်စကလီတိုင်းလာစပုံနေတဲ့ပိတ်ကကျိုးသွားတယ်ကျွန်တော်ပိတ်ကတည်သွားလို့မှာမယ်ပိတ်ကတည်သွားလို့ပေါ့ကျွန်တော်ရှိအဆင်ပြေတယ်ပိတ်ကကျွန်တော်ဒါလို့မမြင်တော့ဟာတို့ဖြစ်လာတော့အဆင်ပြေတယ်အဲ့ဒါကျွန်တော်အိုင်ယုံနေရှိရတယ်အိုင်ယုံတော့ဖောက်မှာโอเคအိုင်ယုံဒီမှာတောင်းဒီမှာတောင်းရအိုင်ယုံတော့မှာဘာတော့မှာကျွန်တော်တောင်းမှရမှာโอเคစက်တုံးနေရတယ်ကျွန်တော်မြင်များစကားပြီးကျွန်တော်လူချင်းနဲ့စတုံးအဆင်ပြေပါတယ်ဒီလက်ခီရိုစတုံးနေပြနေဆိုတော့တူရတာကကြားရပါတော့အာယုံโอเคတော့မှဆိုအာယုံပြခဲ့ရပြီအဆင်ပြေရစကလေးနဲ့အမှန်ကန်ကြီးဟိုအင်းကြီးအမှန်ကန်ရစကလေးဘာမှလည်းမရဘူးဟုတ်ရတယ်စတိုရီပြင်းကျွန်တော်ပြင်းနေတော့မနော်အဲ့ကျွန်တော်ချက်တော့တယ်အများကြီးပဲပြည့်စံလုံးထည့်လိုက်ပါနော်ကျွန်တော်အာမာတွေကတော့ခိုးအာမာရှယ်ခိုးခမောက်ရပေါ့နော်အဲ့ဒါတွေတော့ရှိတယ်ကျွန်တော်ခရောဇုံမီလားစုံနေသေးသွားကဲစတိုရီပြင်းနေရတော့အဆင်ပြေသွားပြီစတိုရီပြင်းနေအဆင်ပြေသွားရတယ်အဆင်ပြေတယ်โอเคဆက်တူညနေကျွန်တော်စက်တုံးနေယူရဲတောင်းတော့ဟိုကောပါစပိုက်တာရစပိုက်တာလေးရှော့တာစပိုက်တာလေးရှော့တာတူမှမချမ်းစပိုက်တာအိုင်းနော်ရစင်ပြေသေးတယ်ဒါစင်ပြေဒါပဲလားဆိုပြီးရက်စတုံးမပေးဘူးရက်စတုံးကျွန်တော်ဘာမှလုပ်လို့မရပြုံးလိုက်ကြည့်
ဒီကောင်လည်းဘာကောင်းနေတော့ဟာဒီလိုပြစ်ကနေပြီးရိုက်လိုက်ပါလေဒါမှမရှိရကြမှာပြစ်ကကျိုးလို့မှတော့ကျွန်တော်လည်းပြစ်ကဒီခေါ်ရမှာချင်းရပါပြီပြစ်ကတွေပြစ်ကဒီပြန်မှာပြစ်ကဒီခေါ်ရမှာဒါလေးရောဒါခေါ်ရမရဘူးလားစတော့မရှိဘူးလေကျွန်တော်မစတော့ပြစ်ခေါ်ပြစ်ကတော့ခေါ်လိုက်ပါတော့အဲ့ပြစ်ကခေါ်ပြီးတော့တူးတယ်ဆက်တူးတယ်ပေါ့နော်ကျွန်တော်ဒီကဘာလာလို့လက်ပဲလက်စုပ်ပြီးဆင်းပြေးတယ်အာယုံကကျွန်တော်လူပဲတော်လူအာယုံနဲ့ဆိုဆင်းပြေးလေโอเคခရီးပါဆုံးမနဲ့နောက်ဆုံးနေတာကြီးဒီဘာလွယ်အောင်မဟုတ်တာခရီးပါတော့ဟိုးစားရအဲ့ဆိုဟိုးစားရရမ်းမို့ရရောနော်ဆင်းပြေးတယ်ဆိုစတောင်းအပြင်ဒီအာယုံဒီပင့်ကိုလည်းတော့မလိုပါဘူးကျွန်တော်စတောင်းမလို့စတောင်းအေးအဲ့နဲ့ကျွန်တော်ဒီဘာတုံးနေရောမသိရတာတော့ restaurant ထားကြတော့လည်းကြာပြီစတုံးရစတုံးလို့ပုံစံတူတယ်အဲ့ဒါလေးပြီးခုတ်ပေးတယ်အဆင်ပြေတယ်မိရတော့မှာပဲညမောင်းဆုံးပြီးမစပုံအောင်အာယုံပေးတယ်အင်းပေးအဆင်ပြေတယ်โอเคတော့တော်တော်များများပေးရတော့တပ်ပြလက်စုရဲ့ခိုးရဲ့စတုံးရဲ့အာယုံနိုင်ပြီ level 9တော့ရောက်ပါပြီ level 9တော့ရောက်ပါပြီပေါ့နော်ဒီကတော့ခု3 day တောင်ပြည့်သေးပါဘူးနေုံနဲ့တော့ကြာတာမသိဘူးလို့စဉ်းစားကြည့်နေုံနဲ့တော်တော်ကြာတယ်အာယုံတော့ကျွန်တော်အများကြီးရတယ်တလိုက်စံနေရတော့ခွေးကောင်းမှမဆုံးမသေးပါဘူးလေကျေးဇူးတင်ပါဗီဒီယို edit ကတော့ကျွန်တော်ညံ့နေပေါ့နော်ဗီဒီယို edit ကအဲ့လိုကြီးကျွန်တော်မတက်ဘူးကျွန်တော်တောင်းမှာလေဗီဒီယို edit ကကျွန်တော်နောက်ပြီးမှကျွန်တော်လေ့လာပါပေါ့နော်အဲ့လိုကြီးကျွန်တော်ဗီဒီယို edit မတက်ပါဘူးပြောရကျွန်တော်တမန်တော်ကျွန်တော် edit ပြီးမှမပြောဒီကောင်းစကလေးမီညံ့အကောင်ညံ့သိမှတည်အောက်ကမြည်ရုံတော့ပဲအကောင်မညံ့တော့โอเคအဲ့လိုတလိုက်စံနေရတော့ရှင်းတော့အဆင်တော်တော်လေးဆင်ပြေသွားမတဲမညက်သွားတည်ကျော်ဟန်โอเคနောက်တော့1 3 step 4 step လောက်လို့ရှိတော့ပြီပေါ့နော်ကျွန်တော်ဘုဘာကလေးလုံးတော့ဘယ်ကြည့်တော့ဘာဘရိုစတိတယ်ဘရိုဒီမှာစတိတယ်ဒီနေ့ပုံလေးရွာသားစပုံမှန်နဲ့တွေ့ဘရိုရွာသားစပုံမှန်နဲ့တွေ့ဒါဆိုကျွန်တော်ဒီရနေ့ဖြတ်တယ်ရွာသားစပုံမှန်ဆိုရွာသားကကြီးဒီကောင်းစ train ပြရမှာဒီကောင်း train ကြီးတင်းနေပြရဘူးအဲ့ဒါကျွန်တော်ဟိုးစာရေးထားစပုံနေတော့အဲ့နဲ့ကျွန်တော်မလုပ်တော့ဘူးဆိုပြီးတော့ပိတ်လိုက်ပါတယ်သင်ပြရဘူးအဲ့ဒါတော့သင်ပြရဘူးအဲ့ဆက်တော့လည်းရွာသားစပုံမှန်နဲ့တော့တင်တော့ကတော့တင်တော့မယ်ဆိုမင်းစားတော့ကြောက်မလို့ကြောက်ပိတ်ဒီတော့တော်တော်ဆက်တော့ကောင်းတယ်အမတကောင်ညက်တယ်လေအဲ့ဒါပစ်ကတ်ကျော်တော့ပစ်ကတ်တယ်တော့မမင်းရှာတော်တော်ပြင်းနေကြအောင်ပဲစတိုရီတော်တော်ပြင်းနေကြမောကမယ်โอเคso 1ရောလက်ပစ်တဲ့ဆို1စတက်တောင်ပြည့်သွားပြီကျွန်တော်လောက်တာမြေကြီးတော့လည်းအများကြီးတို့ချောင်းရှိတို့ချောင်းလူတော့ဟိုအမရတော့ကျမလို့တားရတော့ချက်ချက်မလို့စင်ကြီးလေးတက်တယ်အဲ့ဒါကြိုဒီကအာရုံနဲ့တော့ရှိတော့ဟောဟိုစားတော့မှာဟိုစားတော့မှာ
မဲလေအဲ့ကျွန်တော် pick တဲ့တော့ pick တဲ့တော့လည်းပါ okay pick တဲ့တော့ပြီးတော့မယ်ကိုဆက်တော့အဲ့ဒါစပွင့်တော့ကျွန်တော်ဒီအောက်ကတန်းဖြည့်မယ်နော်ဒါနဲ့အဲ့နော်ပြုတ်ကြသွားတယ်ဟုတ်တယ်ဒီကောင်နဲ့တဲ့မော်ဒယ်နာလေးမှာတုတ်တဲ့ကောင်နေမဟုတ်ဘူးလားစပွန်တဲ့ကောင်နေပေါ့ခရူပိုက်ထားတယ်စပွန်မလို့တောင်းခရူပိုက်ထားတယ်ကျွန်တော်စောက်ကျုံးနေရှင်းပြဖို့ပါဆိုတဲခေတော့ရောက်ပါတဲခေဟိုတဲကနေမှာပေါက်တဲ့အပင်တစ်သားရပေါ့တဲကနေမှာပေါက်တဲ့တစ်သားရအာယုံနဲ့ဆက်ရတယ်ဟုတ်တယ်ဟိုဒီခုကောင်တော်လုံးချက်ဒီကောင်ငေါ့ကိုက်မှလည်းတွေ့စင်ပြေးသေးတယ်အာယုံနဲ့ထပ်ပြီးတော့ပင်းပေါ်ညက်သေးအောင်ဒီကောင်ညက်တယ်နော်လာခဲ့ရမှာပဲကြောက်ဒီကောင်အောက်ကြတော့တယ်ပေါ့အောက်ကြတော့ဆိုစင်ပြေးဘူးပေါ့အောက်ကြတော့ဆိုစင်ပြေးသေးတော့ဒါလာထွက်ဘောတော့ကောင်းလို့ရโอเคဘာသာစပုံးမနဲ့တူတယ်ကန်ကောင်းမစတီဆိုတာလေဘာသာကျွန်မလူပုံးရတာဘာသာမဲ့တော့ကျွန်တော်အာယုံခရူပိုက်လေးပြင်းနေတူရောက်ခရူပိုက်ဟာစင်ပြေးလိုက်ခရူပိုက်စင်ပြေးဆိုတော့ကျွန်တော်လည်းရှိတော့ရမှာပေါ့နော်ရှိတော့ရမှာဖြစ်ရပါပြီရှိတော့ရမှာဖြစ်ရပါပြီရှိတော့ရမှာရှိတော့ရမှာချင်းရောက်ပြီပေါ့နော်ရှိတော့ပြီးတော့အဲ့ဆိုတော့ထပ်တူတယ်โอเคတဲ့တိုင်းတော့တိုင်းโอเคတဲ့တိုးစပွန်းတိုးရမြတ်စပွန်းတိုင်းတိုးရမြတ်စပွန်းလည်းကတာတကောင်အောက်တော့ရတာပြီပေါ့ဆင်းတော်ပြေအောက်ကနေကျွန်တော်ခန်းထားโอเคချက်ပေးတယ်တိုင်းတို့ချက်ပေးတယ်ဒီအယုတ်ကတော့တော်တော်လေးဟိုပဲပိုင်နော်တော်တော်လူရဝင်တဲ့ကအယုတ်ကသူတို့လေးပြည့်သွားပြီပေါ့ကျွန်တော်အဲ့ကြောင့်အားနဲ့ကြောင့်ဒီအယုတ်ကိုလုပြဖို့တဆုံးပြတယ်အယုတ်ကဘာမှလည်းစောက်ပါမလားဖေးစီတယ်လို့ဆိုတယ်အမဝတ်တာချင်းအမဝတ်ထားတယ်ပါလေရโอเคတို့ရတော်လေးတော့စင်မိတော့โอเคဒီကတော့ကျိုးတော့မှာကျိုးကန်နေလေးရှိသွားပြီကတော့ကျိုးတယ်နော်ကျွန်တော်ခရူပါဆုံးနိုင်ဟုတ်တယ်တက်ကျွန်တော်လည်းတက်အောင်ပေါ့ဘယ်ရမလဲဒီတော့ကျိုးတယ်လည်းနေထားတယ်ဆောက်လို့ဒီကောင်တော့စပွန်ကောင်းနေပေါ့โอเคထားစပွန်ခရူပါထားစပွန်အဆင်ပြေโอเคအဲ့နဲ့ကျွန်တော်တိုးရမစပွန်နဲ့တော့အိတ်လို့မရပါဘူးတုံးမမရှိပြက်ကပဲထားတော့ဟုတ်ဗျာပြက်ကပဲကျွန်တော်စက်ပြီးလို့โอเคဒီလိုပဲလို့ 2,000 years later. အဲ့နဲ့ကျွန်တော်စတက်ကတော့ရေပဲစတက်ပြန်ပါပါလေရေပဲစတက်ပြန်ပါပါလေရေပဲစကလေးနဲ့စတဲ့ပုံမှာရောအမ်ဘရေစားပုံအမ်ဘရေစပွန်နဲ့တော်လေးစီမြေသွားပါအမ်ဘရေကြော်ရွာသားရေးစားတဲ့ပုံမှာအမ်ဘရေပြီးရွာသားရေးပုံမှာတော့ဒီအာယုံနဲ့စပယ်ချက်ပြီးတယ်ကောင်းတယ်ဟုတ်တယ်စပယ်စပွန်နဲ့စပယ်ပြီးတယ်ဟုတ်တယ်ကောင်းတယ်ပြင်ဦးတော့ရဲတော့ဒီမှာနေရ
တို့ဘာရောက်တော်တော်ကြောက်ကြပါဒီရတော့ကျွန်တော်လည်းတော်တော်လေးစောင့်ရတယ်ပေါ့နော်ဘာသွားတော့အောင်မသိဘူးတော်တော်စောင့်ချက်ထားစီချက်စောစင်းကြပါဘူးချက်တဲကနေပြောလာပါတော်တော်ရလေတာတဲသားလေးရယူထားတယ်ဒါတည်းမလို့တော့โอเคဘာသာပြတောင်းတို့တန်ကြလိုက်လားဂလုဟာစက်ကလေးတိုင်းနေစက်ကလေးတိုင်းနေဒီကောင်းမယ်အဲ့မတည်းကတော့ကျွန်တော်မှာ umbrella တွေကတော့တော်တော်လေးမြင်ရှားပြီဟုတ်တယ်အာယုံပစ်ကတော်တော်ဆင်းပြေကျွန်တော်တူရတာတောင်စိတ်ကြီးစပုံတော့တောင်စိတ်အောက်ကြတာပြချင်းဆွဲလို့မရတော့ဘူးကျွန်တော်အားဆိုအောက်ကိုတစ်ဆင့်လောက်ရတော့မှာမနေ့ကတော့များပြီကျွန်တော်လည်းချုံးဒါလေးတူပြီးပြီတိုင်းချက်စပုံမြန်ပြီစင်ပြေတယ်ကိုယူသေးတယ်အာဟုတ်တာကိုယူတာပုံလို့ကိုယူတာပြီးတယ်ပါမလဲလို့မရဘူးကိုကျောင်းစတူဒီယိုတော်တော်လေးပြည့်ရှင်း Oh my god ပြည့်ရှင်းနေတယ်ကျွန်တော်ဒီနေ့လေးပေါင်းနေတော့ထားမှာကျွန်တော်တက်တာလေးတော်တော်ပြည့်ပြီစူပါပြီကျွန်တော်အယုံရှိတုံးရှိပါတယ်လက်ပဲလက်ဆိုလို့ရှိညတေးတော့လို့လေအယုံဆက်ရှိတုံးရှိတော့အဲ့ကျွန်တော်အယုံပစ်ကလည်းကျိုးကန်နေလေဆိုတော့စင်ပြင်းအဲ့ကျွန်တော်အယုံပစ်ကခရက်စီလေးပဲနေခရက်လိုက်ပါအေးတို့ချောင်းလို့တို့ချောင်းတို့ဆက်လေးတော့โอเคအဲ့ကျွန်တော်အယုံပစ်ကခရက်အဲ့ဒီကောင်မကတော့အယုံပစ်ကတခုလောက်ခရက်ပြတက်ပြီးโอเคစင်ပြေဟိုလည်းမစိတ်တော့ရောက်သွားပြီပေါ့ဘာလို့လဲချက်စကူပေးပြန်ဘာလို့တော့မသိဘူးနော်စနိုးဆိုစင်ပြေစနိုးကြရဲဆိုစင်ပြေတော့စနိုးဘာစင်ပြေလို့ဆိုဒီမှာလေကြောအမဒါဆိုရင်အကောင်ညက်သေးလိုက်ခဲမခဲပြီးသေးတော့မှာโอเคတော့ play ကနေရတယ်စပုံးနဲ့ကောင်ရှော့ပေါ့ကွာရွာသားကလေးကြောင့်ကျွန်တော်ဒါလေးဖြည့်ပေးလိုက်ပြီရွာသားဆိုရင်ရွာသားဆိုကျွန်တော်ရတယ်ခဲဗီဒီယိုနဲ့တော်တော်လေးရှင်းသွားပြီဒီမှာပြပိုက်တာคือဘာလဲအောက်ကြတော့နေတယ်ကောင်းပါဒီတိုင်းစင်ကြီးနေစင်မြုံတိုင်းစင်ကြီးကျွန်တော်မှာဟိုအာယုံနဲ့တော်တော်မရရဘူးနော်ဘာလို့ဒီကောင်နဲ့ဓာညက်တက်ပင်ကြီးတဲ့ကျေးဇူးတင်ပါတယ်တက်ပင်ဆိုင်ပြီးကျွန်တော်လာပေးပါလေတဲ့ Oh my god ကျွန်တော်
ခုနကဂရုပါထားသူတွေပောက်ပါပါတဲ့ဒီလိုတမလေးအခုမပြန်တော့ရမှာဒီကတော့ဆုံးညစ်ပဲဂရုပါပဲကွာကျွန်တော်အဲ့လိုကြီးတားတာမတော့ဆုံးညစ်ပဲโอเคဂရုပါစပုံးနေဆိုတော့စင်ပြေတယ်စင်ပြေတယ်ဘယ်လိုချက်โอเคဂရုပါစပုံးနေဆိုတော့စင်ပြေတယ်ဆိုတော့ချက်နော်โอเคဂရုပါခုနကကျွန်တော်နောက်ကိုစုပ်တယ်ပောက်ပါလားတော့ဘယ်လိုပောက်သွားကျွန်တော်မတန်းအောက်ကိုတော့ဖို့တော့စင်ပြေโอเคဒီကောင်လေးတော့ဆိုးတယ်ပါကျွန်တော်ညက်ပြီးတယ်ခုပါတော့ဆိုခုပါအဲ့ဒါကနော်လည်းပြန်လို့အောက်ကိုသိနေတယ်ဖြစ်ကိုစင်မြโอเคအောက်ကိုစင်မြပေါ်တယ်ကျွန်တော် H လောက်ရအောင်โอเค H ကဒီနမှာဒီက H ကျွန်တော်လည်းလုံနေတယ်ဒီကတော့ကျွန်တော်โอเคကျွန်တော်စရိုးတွေတော့ပြင်သွား你就让漏的把漏，这熬个面，那边面，你像漏的不能，多的把有的老家的有的，手里别别，别给了，这个反正长得像丢，俺们这边叫别给，人家都不带吧呢。Emotional, damn it! ဆက်လက်ပြလို့လေကျွန်တော်လည်းဆက်လက်ပြလောက်အောင်ပါဆိုတော့ကျွန်တော်လို့တယ်ပေါ့နော်ချက်ပေါင်ရောက်ကဲကျွန်တော်အောက်ကိုလောက်ရတော့မယ် okay A few moments later. okay ကျွန်တော်အောက်ကတော့နည်းနည်းလေးလောက်ပြီးတော့အောက်ကတော့တော့ပြီးနေပေါ့နော်နေကြီးတော့လည်းပဲလုပ်လိုက်ပါတယ်အဲ့ဒါလည်းတိတ်တော့မလို့နေကြီးတော့လည်းကျွန်တော်လုပ်လိုက်နေကြီးက6ခုပဲကျွန်တော်လည်းတိတ်အဆင်ပြေတယ်အဲ့ဒါဇုံးလေးတရားမသိတော့အဲ့ကျွန်တော်လည်းရောဒါတော့ရော okay công rồi tôi đã đông một số sẽ dạ ok tôi đã đông đi nó này con nào đấy lợ chuẩn bị cho mà thật sẽ bị đông xem gì lợ cái đó tôi đã làအဲ့ကျွန်တော်ဒါလေးဖို့သွားတော့အများကြီးကျွန်တော်ခုနကမှားပြီးလို့သွားတာမှားပြီးလို့မသွားပါโอเคရတော့ကျွန်တော်ဘောကတော့ဘောအလောက်ကြီးဒီကြပါဆိုစင်းပြီးသွား
ကဲဒီနားလေးကဒီနားလေးပဲကျွန်တော်အာမတော့မရှိဘူးအာမကုန်းဝိုင်းနဲ့တော့ကျိုးသွားတာပြက်တယ်ရဟာလည်းနည်းကျေပါဒီဘက်လေးနည်းနည်းလို့ဒီဘက်လေးနည်းနည်းလို့ပြီးတော့ကတိခုနကကြားနေတယ်နော်ဒီမှာညာလေးကျွန်တော်တက်သားနဲ့ခါလိုက်မယ်တက်သားနဲ့ခါရမယ်ဆိုတော့ဒါဆိုရင်ပြီးပြီဟုတ်ကဲ့ကျွန်တော်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲဒီနေ့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုချန်နယ်တင်ဘရို like စခွဲတော့ပါကိုမကျွန်တော် channel တစ်စားထောင်းနေတော့ပါနော်ကဲဒီတော့ဘိုင်ဘိုင်